တခါတော့ကလေတစင်းနဲ့လူ၃ယောက်ရေလမ်းကြောင်းခီးတစ်ခုသွားကြရေလေကောင်ရောက်ပြီဆိုတော့တယောက်တော့သူကလှေရဲ့ဥပိုင်းမှာထိုင်တယ်တယောက်လူကလှေရဲ့ပဲ့ပိုင်းမှာထိုင်တယ်နောက်တယောက်ကတော့လှေကလေးကောင်ဝမ်းပိုင်းမှာထိုင်တယ်ပေါ့နော်သူတို့နဲ့လှေလေးလှော်ပြီးတော့သွားကြရင်းနဲ့ရေလေကောင်ရောက်တော့လှေရဲ့အလေကောင်လှေဝမ်းပိုင်းမှာထိုင်နေတဲ့လူကဘာလုပ်လဲဆိုတော့သူ့ရဲ့လွယ်အိတ်ထောင်ထဲကနေလွန်ဘူးလေးထုတ်ပြီးတော့သူထိုင်နေတဲ့လှေရဲ့ဝမ်းပိုင်းကိုအဲ့ဒီလွန်ဘူးနဲ့ဖောက်တယ်တဲ့ဟုတ်လားကိုစီးနေတဲ့လှေရဲ့ဘိုက်ကိုကိုယ်တိုင်ဖောက်တာနော်တပေပိုင်းမှာထိုင်တဲ့လူနဲ့ဥပိုင်းမှာထိုင်တဲ့လူကဘယ်အငြိမ်နေလို့ရတော့မလို့ပြပြတလဲလာတာတော့ဗာမင်းဘာလို့တာတော့ပေါ့အဲ့တော့အဲ့ဒီလူကဘာပြောလို့ဆိုတော့ငါနေရငါဖောက်တာမင်းတို့နဲ့ဘာဆိုင်တော့လို့ပြောနေတယ်စဉ်းစားတယ်မကောင်းဘူးလားလို့ပြောလို့ရလားဘာလို့တော့တလေတဲ့စီတခီးတဲ့သွားနေတာဟုတ်လားငါနေရငါဖောက်တာမင်းတို့နဲ့ဘာဆိုင်လဲဆိုတဲ့လူတွေလောကမှာအများကြီးရှိတယ်ငါအိမ်ငါရက်တော့ပြီးတော့ငါမိမငါနှိမ့်ဆက်နေမင်းတို့တပါဆိုင်လဲဆိုတဲ့လူတွေအများကြီးရှိတယ်မဆိုင်ဘူးလို့ပြောလို့ရမလားအ ਨੇ ဆုံးတော့စိတ်ညစ်ညူးရတယ်အကုသိုလ်ဖြစ်ရတယ်ဟုတ်တယ်မဟုတ်လားလူဆိုတာတယောက်တည်းနေလို့မရလို့ပြောချင်တာလေးကပါလေကိုကြောင့်သူများဆင်းရဲနိုင်တယ်လို့ချမ်းသာမှုဖြစ်နိုင်တယ်လို့သူများကြောင့်ကိုလည်းဆင်းရဲနိုင်တယ်ချမ်းသာမှုလည်းဖြစ်နိုင်တယ်အဲ့လိုဆိုရင်ကိုအတွက်ကိုကြည့်ပြီးတော့နေုံမျှမကပဲနဲ့သူများအတွက်ပါကြည့်ပြီးတော့နေတတ်ကြဖို့ဦးဇင်းတို့မလိုဘူးလား